CapCut မှာမြန်မာ format အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုသိလားမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုဆုံးထိကြည့်လိုက်ပါအရင်ဆုံး Play Store ထဲကိုဝင်လိုက်ပါ Search bar မှာ ZFont 3လို့ရိုက်ရှာလိုက်ပါဆိုရဲကို install တင်လိုက်ပါ install တင်ပြီး open ကိုနှိပ်လိုက်ပါနှိပ်ပြီး home ကိုနှိပ်ပါဒီမှာအဲ့ဒီ category ဆိုတဲ့နေရာကိုချက်နှိပ်ပါဒီနေရာမှာမြန်မာဆိုတာလေးကိုတွေ့အောင်ရှာပါနှိပ်လိုက်ပါဧကခုနှစ်ဘိုးဆိုတာလေးကိုနှိပ်လိုက်ပါဒါကိုအောက်က down နဲ့ close ကိုနှိပ်လိုက်ပါโอเคဒါဆိုရင်ရပါပြီဒါဆိုရင် CapCut ထဲကိုပြန်သွားပါမယ် CapCut ထဲကိုဝင်လိုက်ပါမယ်ပြီး create ဒီနေရာမှာ text ကိုနှိပ်လိုက်မယ်ပြီး edit text ကိုနှိပ်ပါနှိပ်ပြီး font ကိုနှိပ်ပါအဲ့ဒီမှာ my font ကိုရှာပြီးတော့နှိပ်လိုက်ပါ my font ကိုတွေ့လို့ရှိရင် edit ဆိုတာလေးထည့်နှိပ်ပါအဲ့ဒီမှာ my font ကိုထည့်နှိပ်ပါပုံမှန်ဆိုရင်ဒီလိုမျိုးတွေ့ပါလိမ့်မယ်ဒါမျိုးဆိုရင်ကျွန်တော်တို့အပေါ်ကမြင်းချောင်း၃ချောင်းကိုနှိပ်လိုက်ပါပြီးရင်အောက်ဆုံးက ZFont 3ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီး font လေးကိုဝင်ပါအဲ့ဒီမှာမြန်မာဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာအခုနကကိုတောင်းထားတဲ့ font လေးတွေ့ပါပြီအဲ့ဒါကိုနှိပ်လိုက်ပါโอเคfont upload ဆိုပြီးတော့ပေါ်သွားပြီဒါဆိုရင်ဒီမှာစာရေးကြည့်မယ်ဒါဆိုရင်မှန်လာပါပြီအားလုံးပဲအဆင်ပြေမယ်လို့ညွှန်နေပါတယ်ဒီဗီဒီယိုကမိတ်ဆွေတဲ့အသုံးဝင်နေဆိုရင် like and follow လေးနှိပ်ခဲ့ပါအောင်